Hello 皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ construction knowledge လို့ခေါ်တဲ့ခန်းချစ်ခု知識အကြောင်းပြောပြမယ် day 1ဖြစ်ပါတယ်အဲ့တော့ဒီ day 1မှာဘာတွေပြောပြသွားမလဲဆိုရင် project တော့နာခါတယ် flow the project ပေါ့နော် project တခုဘယ်လို flow တွေနဲ့သွားတယ်ဆိုတာကိုဒီနေ့မှာကပြောပြပြီးသွားမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1အနေနဲ့မတို့က project တခုကိုစတော့မယ်ဆိုလို့ရှိရင်企画と計画を行うဒီ project plan တွေရေးဆွဲရတယ်ပေါ့နော်ဘာမှမစသေးခင်မှာအရင်ဆုံး project plan တွေရေးဆွဲမယ်အဲ့ဒီထဲမှာ project plan မှာမှဘယ်လိုအရာတွေပါဝင်လဲဆိုတော့တဲ့ဂျီညို K ကခုလို့ခေါ်တဲ့ business plan တွေပါမယ်နောက်တစ်ခုက key home K ကခုလို့ခေါ်တဲ့ master plan တွေပါမယ်ပေါ့နော်ဒါက plan ရေးဆွဲတဲ့အဆင့်ဖြစ်ပါတယ်ဒါပြီးရင်နံပါတ်2အနေနဲ့က set kill အခုနောက် plan တွေရေးဆွဲပြီးသွားပြီဆိုလို့ရှိရင်မတို့က design စဆွဲပါမယ် design ဆွဲတယ်ဆိုလို့ရှိရင်လည်းသူက2မျိုးနဲ့စားရှိတယ် key home set kill လို့ခေါ်တဲ့ basic design တွေရှိမယ်နောက်တစ်ခုက jishi set kill လို့ခေါ်တဲ့ detail design တွေရှိမယ်ပေါ့နော်တကယ်အမတို့က construction တွေစတော့မယ်ဆိုလို့ရှိရင်ဒီ jishi set kill ကိုတေချာပေါက်ပြန်ဆွဲရတယ်ပေါ့နော်ဒီလိုမျိုး design တွေဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့နံပါတ်3ကတော့ Seiko Okonau Seiko လို့ခေါ်တဲ့ construction ကိုစပါပြီဒါဆိုလို့ရှိရင်ဒီ Seiko လို့ခေါ်တဲ့ construction မှာရောဘယ်လိုအခန်းကဏ္ဍတွေပါဝင်လဲဆိုတာကိုနောက်တဲ့ day 2မှာပြောပြပေးသွားမှာမလို့ day 2ကိုလည်းစောင့်လာပြီးတော့ကြည့်ရှုဖို့အတွက်မှာကဖိတ်ခေါ်ချင်ပါတယ်はいそれでは最後まで見てくれてありがとうございますそれではまたねバイバイ